တမိမိတို့ရေငါးလေးတွေကိုတီးကြရမလားငါးလေးတွေကရေထဲမှာနေကြတယ်နော်သူတို့မှာဗဟတ်လေးနှစ်ခုရှိပြီးအဲ့ဒီဗဟတ်လေးတွေကိုအသုံးပြုပြီးသူတို့တွေကအသက်ရှူကြတယ်ငါးလေးတွေမှာလူတွေလိုခြေတွေလက်တွေမရှိပေမဲ့သူတို့ရေကူးဖို့ကိုကြတော့သူတို့ရဲ့ကိုယ်ပေါ်မှာရှိနေတဲ့စူးတောင်လေးတွေရေရက်လေးတွေကိုအသုံးပြုပြီးရေကူးကြတယ်တဲ့ငါးလေးတွေကမှော်ပင်တွေရေညှိလိုအပင်လေးတွေနောက်ပြီးအင်းဆက်လေးတွေသူတို့ထက်သေးငယ်တဲ့ငါးသေးသေးလေးတွေကိုလည်းစားတတ်ကြတယ်ငါးအများစုမှာအကြီးကုန်လေးတွေလည်းရှိတတ်ကြတယ်ပြီးတော့အဲ့ဒီအကြီးကုန်လေးတွေကသူတို့ရဲ့ခန္ဓာကိုယ်ကိုကာကွယ်ပေးထားကြတာတဲ့အဲ့တော့ဒါလေးကိုနားထောင်ပြီးပြီဆိုရင်မိကုံးလေးတွေဖြည့်ကြည့်ကြမယ်နော်ငါးလေးတွေကဘာနဲ့အသက်ရှူကြရလဲ1နှာခေါင်း2ဗဟတ်3ပါးစပ်ဟုတ်ပါတယ်ဗဟတ်လေးတွေပါအဖြေလေးတွေမှန်ကြတယ်နော်တမိမိတို့ကအရန်တော်ပါတယ်ကဲနောက်ထပ်ဘာအကောင်လေးတွေအကြောင်းပြောမလဲဆိုတာကိုလည်းဆက်ကြည့်ကြမယ်နော်